ထောက်တွေပညာခွေးတိုင်းရင်းစေပေါ့နော်မန်တိုင်းနေဆိုတာလည်းလုံးလုံးပလာတော့မဟုတ်ပါဘူးတိုင်းနေဆိုတာလည်းအလုံးလုံးချင်လို့လည်းမဟုတ်ပါဘူးအဲ့လိုမျိုးပါပဲခါလေးကအထောက်တွေကထောက်လိုက်တွင်းလိုက်ထောက်လိုက်နေတယ်လေဟိုဘယ်လိုပြောအဲ့ဒါကြီးဘဝကြီးတစ်ခုလိုမျိုးပြောစရာလေးကြံဖန်ပြီးရှာတာပေါ့နော်ဆိုတော့ဒီအထောက်ကလေးကအချင်းကနေတော့ပြန်တွေ့တာဘယ်လိုတိုင်းနှမ်းမှန်းကိုမသိရပြီဒီစားလေးဒါပေမဲ့ဟိုမချုပ်ဖြစ်တာပေါ့နော်6လိုက်တယ် wallet 4 5 6လုံးမျိုးရှော့ wallet လေးလည်းတင်ငန်းစာမှာတင်လိုက်တယ်နော်အဲ့ဒါလေးတစ်ခုတင်ထားတယ်ဒီပိတ်စာလေးနဲ့ပါပဲမန်အဲ့ပြီးကြတဲ့ကောင်တို့ဒီပိတ်စာတွေကိုပြန်ပြီးတော့တင်ထားတာတင်ထားတဲ့ဟာကဟိုသတိမရနေကွာတခြားပုံမှာလည်းပညာနဲ့ဆိုတော့လေသတိမရနေပဲနဲ့ဒီတိုင်းပဲထားလိုက်တယ်ရှိလို့ရှိမှလည်းမသိခါကြအဲ့လိုပဲလူကလည်းနည်းနည်းကောက်တော့ဖြစ်နေတဲ့ခါကြတော့လေမိပါအခုအဲ့ဒီထောက်ပြန်တွေ့တဲ့ခါကြတော့အဆင်ပြေပါအဲ့ဒါလေးချုပ်ရင်ကောင်းတယ်ဆိုတော့25စင်တီ20စင်တီပဲရှိတယ်နော်ပိတ်စာရှိတဲ့ခါဒါကအစ30လောက်မသိအစ30တသွေးလားဟုတ်မယ်ထင်တယ်ဟုတ်မယ်ထင်တယ်အစ30တသွေးလား50တသွေးလားတော့မသိမတွေ့တာတလောက်မတွေ့တော့တယ်ဆိုတော့ဒါမှ30ကျော်လောက်ရှိမှဆို32ဟုတ်50တသွေးဖြစ်ပါလိမ့်မယ်အခုအဲ့ဒါမျိုးက wallet အဲ့လေးချက်မှာပေါ့တော့နောက်ပါကြတော့အာယူကဘယ်လိုပဲကြီးကြီးကျယ်ကျယ်ပြောပဲကြီးကြီးကျယ်တော့တိတ်မလုပ်ချင်ဘူးငါကဟိုဘယ်လိုပြောမလဲဆိုတော့အဲ့ဒါအကြည့်ပါလို့ပေါ့နော်ကြီးကြီးကျယ်ပြောတာကတော့ဒါကကိုယ့်ရဲ့ဒီတစ်ခုတစ်ခုပြင်ပြီးတော့ငါကူတူတူဖြစ်နေစကားလုံးတွေကရမ်းကြီးကျယ်ဆိုတော့စတာဘာရောမအဲ့ဒီကြီးကြတော့လေ6ကူကနည်းနည်းတမ်းမကြနေအဲ့လိုမျိုးကပြောမယ်ဆိုရင်ဆိုတော့ဒီနောက်ပိုင်းကျတေးလေးတွေပဲချုပ်ဖြစ်တာများတယ်အခုလည်းဒီလိုပဲတေးလေးကိုစဉ်းစားလိုက်တော့တေးလေးဆိုတော့ဘာမှထည့်မရတဲ့ကြည့်စီအဲ့လောက်လည်းမချုပ်ချင်ပြန်ဆိုတော့ဗာလိညာလေးထည့်မယ်အဲ့လောက်ဆိုပြီး long wallet ထုတ်မှာပေါ့ဆိုပြီးတော့အဆက်ကိုတိုင်းတဲ့ခါကျတော့ long wallet ရှိကြလည်းမရပြန်ဘေးရဟိုလောက်ပဲရတယ်ခုနလက်မပဲရတယ်ခုနလက်မဆိုတော့မျိုးတို့ဒီဖုန်းလက်ရှိဖုန်းတွေကအနည်းဆုံး6လက်မကိုရှိကြတဲ့ခါကျတော့လက်6စာနဲ့ပါညာနဲ့ဆိုရင်တော့ဒီဖုန်းတွေပဲထည့်ရတယ်နည်းချင်းချင်းကြက်ဖြစ်မှာလीနော်ဒါဆိုတော့မျိုးဖုန်းဟောင်းနေတယ်မှာတိုင်းတယ်ဒါဆိုတလားကွက်တိဖြစ်မဖုန်းထည့်ဖို့တော့ကြံဖန်လောက်လိုက်မယ်ချုပ်နေကြတော့မျိုးတင်ခန်းစာမှာဒါ online class မှာထည့်ပြီးတင်ထားပြီးတယ် long wallet ချုပ်နေတိုင်းပဲသွားမယ်ဒါပေမဲ့ထဲမှာတော့မျိုးအဲ့ဖုန်းနော်လက်ရှိဒီ site နေထားနဲ့လက်ရှိမျိုးကိုင်တဲ့ဖုန်းနဲ့ထည့်လို့ရတဲ့အနေထားတခုတော့နည်းနည်းကြက်ဖန်လေးတစ်ချက်လောက်လာအောင်နော်ဆိုတော့မျိုးကဒီမှာပိတ်စာပေါ့နော်ဒါသူကလေအမှန်မျိုးတယောက်နှစ်ခုတက်ဆိုပြီးမှားတာအဲ့တော့ကတယောက်မိတ်ဆွေတွေလက်ဆောင်ပေးဖို့ပေါ့နော်ဆိုပြီးတော့မှားတာဒါပေမဲ့မလုပ်ဖြစ်လိုက်ဘူးပေါ့ကွယ်အကြောင်းလေးကြောင့်မလုပ်ဖြစ်လိုက်တဲ့ခါကျတော့ဒီလိုပဲကြံနေတာပေါ့နံပါတ်တစ်ခုချုပ်ထားတဲ့ဟာလေဝယ်လို့ရှိရင်ရအောင်မယ်လေအဲ့လိုတော့လည်းမဟုတ်ပါဆိုတော့ဒါကမျိုးဖော့ကြတော့လေဒါမျိုးလက်ချုပ်မှာတုံးနေဖို့200နဲ့20ကလန်တင်နေတာ220ကလန်ကိုပဲတုံးထားတယ်နော်ဖော့မဲကုန်နေလို့ပါအမှန်တော့ဖော့မဲတို့စာပါဖော့တယ်လေအဲ့ဒါကြီးတုံးတော့လည်းပို့အဆင်ပြေပါတယ်ဈေးနှုန်းရလည်းသူကတက်တာပေါ့နော်ဒါကြတော့လည်းဈေးနှုန်းရကြတော့ဒီနေ့ဈေးမြောက်ပါတယ်ဒါပေမဲ့ကိုရေရှည်ကိုင်ဖို့ကြတော့ quality ကောင်းကောင်းလေးတစ်လုံးနဲ့ကိုရပါတယ်ပေါ့နော်ဒါကဒါသူအဆင်ပြေနော်ဒါလှတယ်အဆင်လေးရလေတရုတ်တွေကြိုက်ပြီးတာလေကြတယ်လေမမျိုးကြတရုတ်မှမဟုတ်နော်မမစစ်စစ်ဆိုတော့အမျိုးသားတရုတ်လားဆိုတော့ခါတလေမေးကြတယ်ဘာကြောင့်ဆိုတော့မမျိုးကယူရတရုတ်ယူရနဲ့ပတ်သက်ပြီးအများတန်းတင်တာမြင်ကြတဲ့ခါကြလေမျိုးသားကြတော့တရုတ်တွေကတမတ်တာတော့ပါမယ်ထင်တယ်ဒီလေဒါကတော့ယူရဆိုတာအစင်ဆက်သူတို့ကိုခဲ့တဲ့အရာပေါ့နော်နောက်ဘာကြောင့်မျိုးလည်းယုံကြည်မှုရှိလို့ဒါလုပ်ပြတာပေါ့နော်ဒါလေးပါပဲအဲ့အရန်လာတာဟုတ်လားလေအဲ့ဖြစ်ပြီးတော့တော်လာမျိုးလေပိတ်စာလေး2မျိုးတော့မလုပ်ဖြစ်တာလည်းပါတယ်ပြောစိတ်တော့တက်ပါလေပြောစိတ်တက်တော့တက်လာတယ်ခဏကော်ဖီတောက်လိုက်လို့ခင်ဗျအဲ့ဆိုမျိုးဆက်လုပ်လာအောင်မနော်ချက်လိုက်ပါဦးမယ်ဘိုင်